ရှင်နန်းတော်ရဲ့ Christmas အကျိုးအထူးဈေးရောင်းပွဲတော်ကြီးကိုအခုလာမယ့်ဒီဇင်ဘာလ19ရက်နေ့ကနေ21ရက်နေ့အထိ Forever Gem မိုင်ရှင်နန်းတော်မြန်မာပလာဇာဆိုင်ခွဲမှာနေ့စဉ်နေ့လယ်2နာရီကနေညနေ9နာရီထိစီကတက်မြိုက်စွာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ဝေလာကတော့ဒီဇင်ဘာလ21ရက်နေ့တနင်္ဂနွေနေ့မှာရှိနေပါမယ်။ရှင်နန်းတော်ရဲ့အစင်လာတိုင်းကျေးဇူးတုံ့ပြန်တဲ့အစီအစဉ်တွေလည်းအများကြီးရှိပါတယ်ရှင်။စိန်နယ်ဝယ်သူတိုင်းကိုပထမနှစ်မှာအမြတ် 3% တတိယနှစ်မှာအမြတ် 5% ပေးအပ်သွားမယ့်အပြင်စိန်နယ်များကို 25% discount off ရွှေတယ်များကို ရော်ရက်လိုက်10 to 20% discount off နဲ့ရွှေဖြူထည်များကိုလည်း 10% discount ရောင်းချပေးသွားမှာဖြစ်ပါတယ်ရှင်။လာရောက်ဝယ်ယူအားပေးတဲ့မိဟောင်းမိတ်တွေ customer များကို quality ချုံပွားနဲ့ထီများကိုထပ်ဆင့်မြတ်တက်လက်ဆောင်ပေးအပ်သွားမယ့်အပြင်ဝယ်သူတိုင်းအကျိုးခံစားခွင့်ရမယ် special loyalty program ကိုလည်းထပ်ဆောင်အကျိုးခံစားခွင့်ပေးအပ်သွားမှာဖြစ်ပါတယ်။တမိုးထားတဲ့ချစ်ကကာတို့အတွက်အကျိုးခံစားခွင့်နဲ့ပြန်လည်ရရှိမဲ့အခွင့်အရေးဖြစ်တာကြောင့်ဒီဇင်ဘာလရဲ့ Christmas အကျိုးဈေးရောင်းပွဲတော်ကြီးမှာရတနာတွေကိုအထူးဝယ်ယူနေဆိုရင်တော့ရွှေနန်းတော်ကိုကြာလန်းခဲ့ဖို့ရိုသေလေးမြတ်စွာဖိတ်ခေါ်အပ်ပါတယ်ရှင်။